မင်္ဂလာပါနော်အခုချိန်မှာခေါင်းမထဲမှာဝင်တဲ့မိသားစုများအားလုံးကိုဒီနေ့ကျွန်တော်ကိုယ့်ရဲ့ဖန်ကိုယ့်ရဲ့ပစ္စည်းတွေကိုဘယ်လိုမျိုးပြန်ကြည့်ရမှာလဲပြီးလို့ရှိရင်လူတွေကိုဘယ်လိုမျိုးစမပေးရမှာလဲဆိုတာကိုဒီနေ့မှာလာပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်နော်အရင်ဦးဆုံးဒါဒီ line ထဲမှာဝင်ရမယ် line လည်းရတယ်ဟို messenger မှာလည်းရတယ်နော်line ထဲမှာတစ်ချက်ဝင်သွားလိုက်မယ်တင်းခဏလေးစောင့်နော်ပြီးလို့ရှိရင်ကုမ္ပဏီရဲ့ website လေးကိုစာလိုက်မယ်ဘယ်ရောက်ပါဝါဘယ်လိုဟာလဲကွာကုမ္ပဏီရဲ့ website ဘယ်ရောက်ပါလဲဒါမှလားဒါခေါင်းမစမရှိဒါခေါင်းမရဲ့စမရှိလို့ရှိရတာဖြစ်ပါတယ်ဒီမှာနည်းနည်းတင်းနေပြီးပါပြီဆိုလို့စင်ဒါဒီမှာပြန်ဝင်လိုက်ကွာအဲ့မှာပြန်ဝင်သွားပြီဆိုလို့စင်ဒါမိတ်ဆွေကနော်အဲ့လိုမျိုးဝင်သွားပြီဆိုလို့စင်ဒီမှာလေခောက်ဆုလဖို့နော်ခောက်ဆုလဖို့ထဲမှာဆိုတော့ဒါစမ်းစာဆိုတော့အင်္ဂလိပ်စာလိုဘာသာပြန်ပြောင်းလို့ရတယ်နော်ဒါဒီဘက်တောင်းမှာနေလားတင်းဒါဘုတ်စမထိုင်းတာအင်္ဂလိပ်နော်ဘာသာပြန်ရေးလို့ရတယ်ပြန်ပြောင်းလို့ရတယ်နော်ဒါ log in ဒါထိုင်းလိုမျိုးဆိုလို့ဆိုရင်ခောက်ဆုလဖို့နော်ဒါကြောင့်အခုချိန်မှာกูကဝင်ပြပေးမှာပေါ့နော်ဒါမက်ဆေ့တို့လည်းဝင်လို့တတ်အောင်နော်အရင်ဦးဆုံးဒီကိုဘက်ကထိုင်းလို့ကျွမ်းကျင်တယ်ဆိုလို့ရှိရင်ထိုင်းလိုပဲသွားပါအင်္ဂလိပ်လိုကျွမ်းကျင်တယ်ဆိုလို့ရှိရင်အင်္ဂလိပ်လိုပဲသွားပါနော်ဒါကအင်္ဂလိပ်လိုပဲလောက်ပြမှာပေါ့နော်ကိုကတော့ဖတ်မတတ်ပါဘူးဒါလောက်ပြရုံပါပဲဒါကြောင့် log in ထဲမှာဝင်ပါမယ်ပထမဆုံးမှာကိုယ့်ရဲ့website ကိုထည့်မယ်နော်ကိုယ့်ရဲ့ကုန်းနံပါတ်ကိုထည့်မယ်2693နော်ဒီကညီမလေးမဆိုလို့ဆိုရင်သူ့ရဲ့ကုန်းနံပါတ်က2693အနည်းရှာ935ဒါဒီအောက်ဆုံးမှာဆိုလို့ဆိုရင်တော့ဒါရောက်တိုင်းပဲကိုအတူပဲထည့်ထားတာဖြစ်ပါတယ်နော်ဒါကြောင့်အဲ့မှာနှိပ်ပြီးသွားပြီဆိုလို့ဆိုရင် log in ဒီမှာတစ်ချက်နှိပ်ပေးလိုက်ပါlog in နှိပ်ပြီးသွားပြီဆိုလို့ဆိုရင်ဒီမှာ okay ပြန်လာနှိပ်ပါဒါကိုယ့်ရဲ့ဖန်ကိုဝင်လို့တနေပြီနော်ကိုဖန်ကိုဝင်လို့တနေပြီဆိုလို့ဆိုရင်ကဲဒါပိစာကုမ္ပဏီရဲ့ရောင်းအား2%ဆိုတာဒါဒီနေရာမှာကြည့်ရမယ်နော်ဒါဒီနေရာမှာရဲတိုင်းနေ့တိုင်းပဲဝင်လာတယ်နော်နေ့တိုင်းပဲဝင်လာတယ်နော်ဒါနေ့တိုင်းဝင်လာတယ်ဆိုတော့ပြီးလို့ရှိရင်ဒီမှာအသေးစိတ်ဆင်ပြပေးသွားမှာပြရတယ်ဒီကညီမမှာဆိုလို့ရှိရင်တော့ဒါသူကဘလောင်းရတူဘလောင်းရတူရရှိသွားပြီသူဝေလာတဲ့ပစ္စည်းမှာဆိုလို့ရှိရင်ဒါ940နော်940ပြီးလို့ရှိရင်ဒီမှာသူ့ရဲ့နောက်ဝမှာသူကြည့်ချင်တယ်ဆိုလို့ရှိရင်ဒါဒီမှာဖန်ဆိုင်ငါလို့ရေးထားတာဖြစ်ပါတယ်နော်ဒါသူရဲ့နောက်ဝအိုးဟိုလူဦးရေကဒီမှာကြည့်ရမယ်နော်ဒါလူဦးရေ129ယောက်ဒါဒီဘက်ချမ်းမှာတရားမှမရှိပါဘူးเนาะဒါအားများတဲ့ဘက်ချမ်းမှာဆိုလို့ရှိရင်100ကျော်သွားပြီအားနေတဲ့ဘက်မှာ3ညဒါဒီကညီမမှာသူ့ရဲ့ PV ကဘယ်လောက်တက်သွားပြီလဲခု10ရာထောင်ပေါင်း1000နဲ့ရှိနေပြီသူ့ရဲ့ PV ဒီဘက်ချမ်းမှာသူ1ယောက်2ယောက်
3ယောက်4ယောက်ထည့်ထားလိုက်ပြီအဲ့ဒီ4ယောက်မှာဘလောင်ပဲဝယ်စင်ဝဲပဲဝယ်ကိုပဲဝယ်ဒါပီဝီကဒီဘက်မှာ1000တက်လာပြီဆိုလို့ရှိရင်ဒါသူ့မှာလဲတရက်ကို1000 2000 3000ဝင်ငွေစားနိုင်ပြီဒါအဲ့လိုမျိုးနော်ဒါကြောင့်မတီးတဲ့သူတွေမှာဆိုလို့ရှိရင်ကိုကအဲ့လိုမျိုးဆင်ပြပေးသွားတာဖြစ်ပါတယ်နော်ကဲနောက်တစ်ချက်ပြန်သွားမယ်နောက်တစ်ချက်မှာဆိုလို့ရှိရင်ဒါကတော့ link စမနော် link စမအဲ့ link စမဘာနဲ့ link စီခါနော်အဲ့ဒီ link စီခါမှာဆိုလို့ရှိရင်ဒါ PC တွေကိုသိရှင်တယ်ဆိုလို့ရှိရင်ဒီနေရာထဲမှာနေရာလိုက်တင်းနော်ဒါ PC ကအများကြီးပဲကိုမြင်တွေ့ရမှာသိကြပါတယ်အောက်ဆွဲလိုက်တင်း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 ဒါဒီမှာကြတော့ဒါတင်းတဲဝဲချာအမင်းစိတ်တွေရှိနေတဲ့သူတွေများနော်ဝဲချာအလုံးကြီးကြီးတွေပေါက်လာတဲ့သူများနော်ဝဲချာဟိုဘယ်လိုမျိုးပြောရမလဲဝဲချာအချောက်လာတို့ရှိနေတဲ့သူတွေမှာဆိုလို့ရှိရင်တော့ဒီစပြမျက်နှာဒီစပြလေးကို3ပါနော်ဒါမှမဟုတ်ဒီ magic cream ကိုလည်းလိတ်လို့ရတယ်နော်ဒါတပူးမှာဆိုလို့ရှိရင်တော့1000နဲ့200ဒါဘာတွေနဲ့ရောစားထားတယ်ဆိုတော့ဒါနုနဲ့ရောစားထားတာဖြစ်ပါတယ်ဒါကိုကတော့ဒီ cream ပဲသုံးတာနော်ဒါဒီ cream ပြီးလို့ရှိရင်ဒါမိတ်ကလေးတွေရေမွေးလေးတွေအများကြီးပဲသွားတိုက်ဆေးတွေဒီမှာဆေးတွေစပ်ပြာတွေဒီမှာကြတော့မျက်စိအားတိုးစေးနော်မျက်စိအားတိုးစေးဒီမှာကြတော့ကိုတာတို့ဒီမှာပိန်စေးမြန်ဆန်းပိန်ရှင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်ကိုစောက်ပါပြီးလို့ရှိရင် collagen ဒါတော့ကဖဲဒီကဖဲမှာဆိုတော့ဘာနဲ့တိုက်ဆိုင်နေတာလဲဆိုတော့ကိုကပိန်ရှင်တယ်ဆိုလို့ရှိရင်တော့ဒါအစီကျကဖဲကိုတောက်ပါဒီမှာတော့ black ကဖဲblack coffee ဒါအကယ်၍အချိုမကြိုက်ဘူးဆိုလို့ရှိရင်ဒီ black နဲ့ပဲတောက်သုံးပါနော်ဒီ black မှာဆိုလို့ရှိရင်ကင်ဆာတို့အစာအိမ်သမားတွေမှာဆိုလို့ရှိရင်ဒီ black coffee ကိုတောက်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကအစီများစားထားတဲ့သူတွေအသားများစားရှင်တဲ့သူတွေဒီ black coffee မှာဆိုလို့ရှိရင်တော့အရမ်းမကောင်းတယ်black coffee ကိုပြီးလို့ရှိရင်အများကြီးပဲဒါတောင်သူလေသမားတွေအတွက်မှာဆိုလို့ရှိရင်ခန္ဓာဝဲစီပြီးလို့ရှိရင်ချွတ်တွေနဲ့ရှိတယ်နော်ဒါ set ဒါကတော့နိုင်ရလန်းကြားရယ်ပကံစေးစားပြရယ်ပြီးလို့ရှိရင်အဝုစော်စားပြရယ်set နဲ့လောက်ထားတာနော်ဒါစီကတော့149ဘတ်ပြီးဝီကြတော့40ရမှာပေါ့နော်ဒါတစ်ဆက်ရတော့မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒါကနံပါတ်1လားနံပါတ်2လားနံပါတ်3လားနံပါတ်4လားနံပါတ်5လားနံပါတ်6လားနံပါတ်9လားအမှန်တိုင်းမှာဆိုလို့ရှိရင် PC က9အုပ်စုလောက်ထားတာဖြစ်တာပေါ့နော်9ဆက်ဒါကိုကဘယ်ဟာကိုရွေးရှင်းတာလဲဒီမှာဆိုလို့ရှိရင်900ဘတ်900ပြီရွေးစရာမလိုတော့ဘူးကိုရွေးစရာမလိုတော့ဘူးဒါဥပမာကိုကစင်ဝက်တက်ချင်တယ်ဆိုလို့ရှိရင်ဒီအစဲကိုယူလိုက်ပါတွင်းပြီးဆုံးသွားပြီဒါကတော့ရေချိုးစားပြရယ်ခုနကကိုပြောတာကိုလိန်ထားတဲ့ဟာရယ်ပြီးရင်အသားလင်းရှိရယ်ဒါမက်ကစ်လို့
လောက်ထားတဲ့အရာလေးတွေနော်ဒါဟိုအမတမအရန်သုံးလို့ကောင်းတယ်နော်ဒီဆဲမှာဆိုလို့ဆိုရင်တော့ကိုအရန်မှကြိုက်တယ်ဒီမှာနံပါတ်6မှာဆိုလို့ဆိုရင်တော့ဒါသွားတိုက်ဆေးရယ်ပြီးလို့ဆိုရင်ဆေးရယ်စပြရယ်ဒါကိုကအနာရသွားမှာဖြစ်ပါတယ်ဒါရွေးစရာမလိုတော့ဘူးဒါဒီလောက်ထားတဲ့ဟာကိုနဲ့ယုံပဲနော်ကိုကယာဒုဒါကတော့ဆဲဝါယာဒုပဲဖြစ်ပါတယ်ဒါလည်း9000နော်9000ဒါရွေးစရာမလိုတော့ဘူးသူကအဆက်နဲ့ပဲလောက်ထားတာဖြစ်ပါတယ်နော်ဒါကိုဝင်ကြည့်လိုက်တာနဲ့ကိုသီးရနေပြီ9000ပါ9000ပြီးပြီ9000ပါ9000ပြီး9000ပါ9000ပြီးပြီဒါဘာဒီကိုရရှိသွားတာလဲဆိုတော့ဒီဘက်ချမ်းမှာဆိုရင်ဆယ်လန့်ရယ်စီးရယ်နော်ရသွားမှာဖြစ်ပါတယ်မိတ်ကရယ်ပြီးလို့ရှိရင်နောက်ထပ်တစ်ခုဆယ်လန့်ပဲနော်ဒီမှာဆိုလို့ရှိရင်တပတ်9မှာဆိုလို့ရှိရင် collagen နဲ့ဆေးဒါမိမိကရရှိသွားမှာဖြစ်ပါတယ်နော်ဒါလေးကိုလေ့လာပါနော်ဒါလာတိုင်းဒါတတိတွေကလောက်ထားတာဖြစ်ပါတယ်ဒါဘလို့မိုးစင်းချထားပေးတာလဲဟုတ်တယ်မှန်တယ်နော်ပြီးလို့ရှိရင်ကိုဝယ်ရတာကိုလဲနော်ပီဝီက9000ဘပိတ်ဆန်လဲ9000ဘကိုပေးရမှာဖြစ်ပါတယ်တခြားသောပစ္စည်းတွေမှာဆိုလို့ရှိရင်ပေးရတဲ့ပိတ်ဆန်များတယ်ပီဝီတွေကရတာနည်းတယ်နော်ဒါကြောင့်ဒီစက်နဲ့ရွေးထားတဲ့စက်နဲ့မှာဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့က9000ပါ9000ပီဝီပဲပေးရမှာသေးကြတယ်နော်ကဲဒါတော့ PC ကိုဝင်ကြည့်တဲ့အနေထားပဲဖြစ်ပါတယ်နော်လိုက်လို့ပါနော်ကိုကလို့တောက်အောင်ဝင်ပြီးတော့ကြည့်လို့ရအောင်နောက်ဘယ်သူကိုမှကိုခန်းစရာလည်းမလိုလို့ကိုပါကိုလှုပ်လို့ရနေပြီနော်ဒါကြောင့်နောက်တစ်ခုကကိုပြောပြချင်တာကဘာလဲဆိုတော့တင်းပြီးရင်ဒါဥပမာကိုတွေကလိုက်ได้တွေပါတယ်ဝင်လာပြီဆိုလို့ရှိရင်တော့လိုက်ได้ဒီမှာပဲရှိတယ်နော်ဒီမှာပဲကြည့်တင်းလိုက်ได้အားလုံးမှတမကိုဒီနေရာထဲမှာပဲလောက်ထားတာဖြစ်ပါတယ်ဒီနေရာထဲမှာပဲစီးသွားတာဖြစ်ပါတယ်နော်ဝင်ကြည့်ပါဝင်လောက်ပါနော်ဒါပြက်ကွက်မှုဆိုတာမရှိပါဘူးနော်ကိုဝင်ကြည့်ဝင်ကလိဝင်လောက်အစားအရာကိုဝင်ခဲ့ပါအားလုံးကိုနော်ဒါဒီမှာပစ္စံဝင်နေပြီနော်နောက်တစ်ခုကဘာလဲဆိုတော့ဒါအပေါ်ဆုံးမှာ link စမဒီ link စမကိုကတငယ်ချင်းကိုအဲ့ဒီ link နဲ့ပို့ပေးလို့ရတယ်သူ့ဘာသာသူလည်းစမလို့ရတယ်စမတာဘာလို့အားတယ်ဆိုတော့ဖုန်းနံပါတ်ရဲ့အမည်ရဲ့ရပြီဒီ link ကိုနိုင်လိုက်တင်းlink ကိုဘယ်လိုမျိုး copy ယူရမှာလဲဆိုတော့ကိုလုံးပြပေးမှာပေါ့နော်ဒါဒီနေရာမှာအောက်ဆုံးမှာ copy လို့ရေးထားတယ်ဒါကတော့ကိုအကောင့်နံပါတ်ပေါ့နော်ဒါကတော့ကိုရဲ့ align ဒါကတော့ကိုရဲ့ align လက်ဟန်ဘယ်လိုလဲဒါကိုထည့်ရမယ်နော်ဒါကိုထည့်ရမယ်ဒါလည်းကိုထည့်ရမယ်ဒါစမပုံစမနင်းလေဒါကနင်းကတော့အများကြီးပဲနော်3ခုတော့မှနော်စမပုံစမနင်းလေးတွေကတော့နော်အားလုံးကိုပြပေးမယ်နော်ဒီမှာကြတော့ဒါကိုအပေါ်ဆုံးမှာကိုရဲ့အလိုက်အမည်ဒီမှာကိုရဲ့အလိုက်ခေါင်းနံပါတ်နော်ဒီမှာကြတော့ချီအလိုက်ကိုရေးပြရမှာဖြစ်ပါတယ်နော်ဒီမှာကြတော့ကိုဘယ်လိုမျိုးထည့်တာလဲဘယ်လာညာလားဘယ်ရညာဒါအဲ့လိုမျိုးပြီးရင် copy လုပ်လိုက် link ပေါ်လာမယ်ဒါကတော့ကိုအမည်မထည့်ပါဘူးเนาะအမည်မထည့်တော့မရတာနောက်တစ်ခုကဒီဘက်ဒီလိုမျိုးဝင်သွားမှာဖြစ်ပါတယ်เนาะနောက်တစ်ခုကဒီလူကောင်းကိုတစ်ချက်နှိပ်လိုက်ပြီးလို့ရှိရင်1 2 3 4ရှိတယ်เนาะအဲ့ဒီ1 2 3 4လဲဝင်လောက်ပါဝင်ကလိပါဘာမှပြက်ကွဲမှုဆိုတာမရှိဘူးနံပါတ်1မှာနှိပ်မယ်တင်းတောင်းဒါ
ကြည့်သူရဲ့ဖန်ထဲမှာအိုးဟိုကောင်းတဲ့ဖန်ဒါဒီဘက်ကျမှနောက်ဥပမာဒီညီမကိုဒါသူလူချထားပဲဆိုလို့စရင်ဒါဒီဘက်ချမှာလူမရှိဘူးဒါဒီမှာနိုင်လာမယ်တင်းဒါသူရဲ့လဟန်အားလိုက်ဒါခုနကကိုပြောထားတယ်လို့မျိုးပဲဒါဒီဘက်သားမှာစမရှိနေဆိုလို့စရင်ဒါနာမည်ကိုလောက်လိုက်နာမည်ကို copy လုပ်လိုက်ပေါ့ဒါခုနကကိုပြထားတဲ့ဟာအကယ်၍အနာချင်းတယ်ဆိုလို့စရင်နောက်တစ်ခုဒီမှာကိုပြပေးမယ်ဒီမှာလင်းစမခုနကအမြင်ဒါအပေါ်ဆုံးမှာအမြင်ဒါအလိုက်အမြင်ဒါ copy ထည့်ရပဲ copy ထည့်လိုက်ရပဲဒါပြီးလို့စရင်ဒါအလိုက်ရဲ့လဟအချီအလိုက်ခုနကလဟအလိုက်ဒါဒီမှာထည့်မားသွားတယ်ဘလို့လဲမေရဲ့အလဟအလိုက်လေဟာအလိုက်တော့ဘာဖြစ်လို့ဒီမှာလေလဟအလိုက်ကိုဒီမှာ copy ယူရမယ်ပြီးလို့စရင်ဒါလဟအလိုက်ထည့်လိုက်မယ်ပြီးလို့စရင်ချစ်အဲ့လိုမျိုးဒါလဟနိုင်လိုက်ပြီဆိုလို့ရင်နေစရာတင်းအဲ့လိုမျိုးရပါပြီဆိုလို့ရင်ကိုကဘယ်လာညလာကိုထည့်ချင်တဲ့ဟာကိုထည့်ဒါပြီးလို့စရင်ဒီမှာ copy ယူตัว assembler ဒါမှာ copy ဒါကိုဘယ်သူကိုပို့ချင်တာလဲဘယ်သူကိုစမခန်းတာလဲဒါဥပမာကဲဥပမာဒီ like ကလူထဲမှာဒီ like ကလူထဲမှာကိုရဲ့အတိမရှိတရားလောက်ကိုစားတိုင်းမယ်နော်ဒီ like ထဲမှာဥပမာဒါဒီလူကိုကဲနေစမနောက်ပြီးတော့ဖုန်းဗီဒီယိုကိုဖွင့်ပြီးတော့ channel ကြော်လောက်ပြီးတော့သူ့ကိုစမခိုင်းလို့ရတယ်ကိုသွားစရာမလိုဘူးနော်ဒါကြောင့်ဝမ်းသွားလိုက်သူ့ကိုပို့ပေးလိုက်သူ့စီကိုရောက်သွားပြီဆိုလို့ရင်ဒါဒီ link ကိုရောက်ပါတယ်ဒါခုနကညီမရဲ့ဂုဏ်နံပါတ်ရဲ့ဒါ2693ဒါအဲ့ဒါတေးချာလေးကိုစစ်တေးချာလေးမရှိဘူးဆိုရင်တော့သူများ link တစ်ခုသွားယူပြီးတော့ကိုလူတွေနဲ့စမပြီးလို့ဆိုရင်သူများစီကိုရောက်သွားတယ်เนาะဒါကြောင့်ဒါကိုရဲ့လဟန်လေး၅လုံးကိုတေးချာမမိအောင်တင်ထားပါလို့ကိုကပြောစီရှင်ပါတယ်เนาะဒါဒီမှာနင်းလိုက်တေးခုနကလိုမျိုးပဲเนาะအဲ့လိုမျိုးပဲသွားတာဒါသူစမမယ်ဆိုလို့ဆိုရင်ဒါဒီအပေါ်ဆုံးမှာမနေနဲ့တော့ဒီ legit ဒီမှာlegit legit မှာအနာဝလိုက်ဒါအပေါ်ဆုံးမှာဆိုတော့သူရဲ့နေတဲ့ပတိပေါ့နော်ဒါထိုင်းလားလာအိုလားကမ္ဘောဒီးယားလားဒါအဲ့လိုမျိုးကိုလာဆိုလို့ဆိုရင်ထိုင်းလိုပဲရေးမြန်မာနိုင်ငံမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာပေါ့ရေးပြပေါ့ဒါမြန်မာဒါဒီအဲ့ဒီလူတရားကထိုင်းမှာပဲနေတယ်ဆိုလို့ရှိရင်ထိုင်းလိုပဲထည့်ထားပေးပါနော်ထိုင်းကထည့်ထားလိုက်မယ်ပြီးလို့ရှိရင်ဒီမှာကြတော့အပေါ်ဆုံးမှာယောက်ျားအလယ်မှာဒါ main ကလေးတော့နှစ်ခုရှိတယ်နော် main ကလေးကလင်ရရတဲ့ main ကလေးလင်မရရတဲ့ main ကလေးနော်အဲ့လိုမျိုးဒါအလယ်မှာဆိုလို့ရှိရင်တော့အပြိုနော်နမ်းဆောင်ဒါအောက်ဆုံးမှာဆိုလို့ရှိရင်တော့ဒါလင်ရသွားပြီဒါအိုသွားပြီပေါ့ဒါအဲ့လိုမျိုးပြီးလို့ရှိရင်ကိုလုံးပြမှာပေါ့ဒါသူရဲ့အမြင်မှာဆိုလို့ရှိရင်ကြားတဲ့လောက်ထက်အမြင်ရတော့သူအမြင်အရင်ကိုထက်သူအမြင်အရင်ပါဆိုလို့ရှိရင်နာအပြရနာ
ဝါနန်းဝါဖုန်းနံပါတ်က38နှစ်169လေးလေး30နော်အဲ့လိုမျိုးထည့်ထားလိုက်ပြီဆိုလို့ရှိရင်ဒါသူရဲ့ကုန်းနံပါတ်ကထည့်ရမယ်နော်ဒါအတူတူပဲထည့်ထားရမှာဖြစ်ပါတယ်နော်နော်ကိုထည့်တယ်လို့မျိုးလိုက်ထည့်ပါပြီးလို့ရှိရင်အောက်ဆုံးမှာလည်းထည့်ရမယ်နော်အောက်ဆုံးမှာထည့်လိုက်ပြီဆိုလို့ရှိရင်နော်ဒါကိုကပြန်ပြီးတော့စစ်မယ်နော်ဒါဒီနေရာမှာဆိုလို့ရှိရင်မှန်လားဒီနေရာမှာဆိုရင်မှန်လားဒီနေရာမှာရောမှန်လားဖုန်းနံပါတ်ရောတေချာရဲ့လားကုန်းနံပါတ်ရောတူရဲ့လားဖုန်းနံပါတ်တူတယ်ဆိုလို့ရှိရင်တော့ကဲအစားရအရာကိုပြီးစီးသွားပြီဆိုလို့ရှိရင်ဒီမှာအစိမ်းရောင်ကိုနိုင်လိုက်ပါနော်တစ်အစိမ်းရောင်နိုင်လိုက်ပြီဆိုလို့ရှိရင်ဒါဒီလိုကုန်းနံပါတ်လေးကိုရရှိသွားမှာဖြစ်ပါတယ်နော်နန်းဝအဲ့လိုမျိုးနော်ဒါဒီကုန်းနံပါတ်5လုံးကိုကတင်ထားရမှာဖြစ်ပါတယ်6833 copy ထားရမယ်ကိုသာဆိုရင်6833ကိုကအဲ့ဒီလူမှာစမပေးလိုက်ပြီlog in နေလိုက်မယ်တင်းပြီးလို့ရှိရင်ဒီကောင်အော်ကြကုန်နော်ခုနကပါလဲသူရဲ့အကောင့်နံပါတ်ကနော်6833ပြီးလို့ရှိရင် log in လုပ်လိုက်မယ်ဒါတော့အဲ့ဒီလူတယောက်ကဟိုစမလို့ပြီးသွားပါပြီအသင်းဝင်လို့ပြီးသွားပါပြီနော်ဒီမှာဒီအမလေးကိုချစ်ထားလိုက်မယ်ဒီမှာတော်တုံလုပ်လိုက်မယ်နော်ဒါမတီးတဲ့မိတ်ဆွေများအားလုံးကိုနည်းနည်းလောက်ဆင်ပြပေးသွားမယ်နော်ဒါခုနကကိုအမချစ်တာတော်လုံးလောက်ရတာဘာတွေဖြစ်သွားတာလဲဆိုတော့ကုမ္ပဏီကကိုအတိအမပြုတ်ပေးလိုက်ပြီအတိအမပြုတ်ပေးလိုက်ပြီဆိုလို့ရှိရင်ဒါဥပမာဒါဒီနေ့မှာဒီကနန်းဝါကိုအတိကျွတ်ဝင်လာတယ်ဆိုတော့ဒါသူရဲ့ PV မှာမရှိသေးဘူးနော်သူရဲ့ PV မရှိသေးဘူးသူပိတ်ဆံဘ900 PV ကိုရွေးယူလိုက်ပြီးနောက်ဥပမာပေါ့နော်900ပဲဖြစ်9000ပဲဖြစ်ဝယ်လိုက်ပြီဆိုလို့ရှိရင်ကုမ္ပဏီကရောင်းအားရတဲ့ကုမ္ပဏီထဲမှာဒါဒီနေရာလေးကိုတရက်ကို1% ကိုကုမ္ပဏီကသူ့ကိုပြန်ပေးတာတေးကြတယ်နော်သူ့ကိုပြန်ပေးတာတေးကြတယ်သူပြန်ပေးလို့ရှိရင်နေ့တိုင်းပဲပိတ်ဆံဒီနေရာထဲမှာဝင်လာတယ်နော်ဒါတကြလား2ကြလား3ကြလား4ကြလားအဲ့လိုမျိုးကုမ္ပဏီကစုထားပြီးသွားပြီဆိုလို့ဘဏ်နဲ့ချိန်ဆလို့ထားတဲ့သူတွေမှာဗန်ထဲမှာတွင်းတဲ့ဗန်ထဲမှာချိန်ဆရတဲ့သူတွေမှာဆိုလို့ရှိရင်အဲ့ဒီနေရာထဲမှာပဲကြံနေခဲ့တယ်အဲ့ဒီမှာကြံနေခဲ့တယ်ဆိုရင်ကိုကမထားချင်ဘူးဆိုလို့ရှိရင်ဘယ်မှာသွားရမှာလဲဆိုတော့ဒီမှာ own point နော်ဒီ own point ထဲမှာဆိုလို့ရှိရင်ကိုနေရမယ်တစ်ပြီးလို့ရှိရင်CB ကို 2EC နော် EB2EC နော် EB2EC ထဲမှာနှိမ့်လိုက်မယ်ဥပမာပိတ်စ900ရှိလို့ရှိရင်ဒီနေရာမှာ900နှိမ့်လိုက်ပြီဆိုလို့ရှိရင်ရပါပြီဘာမှနှိမ့်စရာအကြောင်းမရှိတော့ဘူးဒီလိုဘန်ထီလောက်လိုက်ဒီလိုဘန်ထီလောက်လိုက်โอเคနှိမ့်လိုက်ဒါကတော့ဒီကညီမကသူ့ရဲ့အနားထဲမှာပိတ်ဆက်မရှိဘူးနော် EB ထဲမှာပိတ်ဆက်မရှိတဲ့အတွက်ကြောင့်နှိမ့်လို့မရဘူးအကေရရှိတယ်ဆိုလို့ရှိရင်တော့နှိမ့်လို့ရတယ်ပြောင်းလို့ရတယ်ကိုပြောင်းလာပြီဆိုလို့ရှိရင်ဘယ်နေရာမှာရောက်သွားတာလဲဆိုတော့ဒီနေရာမှာပြန်လာရောက်သွားတာဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်ကိုနောက်ထပ်ပစ္စည်းတွေကိုဝယ်ယူလို့ရတယ်ပြီးရင်ကိုရဲ့ရုံးမှာ
လီတာကြီးတွေများတွေးလို့ရှိရင်ဒါလီတာကြီးပိတ်ချလဲပေးသူကပေးမှာပဲကိုဒါ1000ပဲပြီးပါစေ1000ပဲပြီးပါစေ2000ပဲပြီးပါစေသူလဲပေးမှာပဲနော်ဒါဒီက EC တွေကိုသူပြန်ပြီးတော့ယူသွားလိုက်တယ်နော်ဒါကြောင့်အဲ့လိုမျိုးမတီးတဲ့သူတွေကိုကိုစင်ပြပေးတာနောက်ပြီးလို့ရှိရင်နောက်တစ်ခုကကျယ်ရော့ဒီနေရာထဲမှာကိုရဲ့ PC ဝယ်တာကိုပီဝီတွေများလာပြီဆိုလို့ရှိရင်ကိုရဲ့ downline တွေကိုပီဝီတွေကိုထည့်ရှင်တယ်ဆိုလို့ရှိရင်တော့ဒီဘက်အပေါ်ဆုံးမှာသူရဲ့လက်ဟာကိုနှိမ့်လိုက်လက်ဟာနှိမ့်လိုက်ပြီးရင်ဒီလိုခောက်လိုက်အောက်ဆုံးမှာခောက်လိုက်သူ့နာမည်ပေါ်လာမယ်ပြီးလို့ရှိရင်ပီဝီဘယ်နေရာမှာထည့်တာလဲပိုကတီမှာလားလာစာရော့မှာလားနော်ဒါပိုကတီဆိုပိုကတီနှိမ့်လိုက်ပီဝီ900ဆို900ဒါတော့မရှိနေတဲ့အတွက်ကြောင့်နှိမ့်လို့မရဘူးလားအကယ်၍ပီဝီရှိတယ်ဆိုလို့ရှိရင်တော့လုပ်လို့ရတယ်နော်900နှိမ့်လိုက်ပြီဆိုလို့ရှိရင်ဘာတီလောက်လိုက်တွေးရောက်သွားတယ်လွယ်လားလွယ်တယ်နော်ဒါကြောင့်ကိုယ့်ရဲ့ဗီဒီယိုကိုထပ်ခါပြန်ကြည့်ပေးပါလို့ကိုကတိုက်တွန်းပေးရှင်တဲ့နော်မဆွေတို့ကိုဗီဒီယိုကိုကြည့်လိုက်ပြီးမဆွေတို့ကပညာလေးတွေကိုရရှိသွားမှာတော့သိကြတယ်ကိုဖန်ကိုဝင်တားရမယ်ပြီးလို့ရှင်လူတွေကိုဘယ်လိုမျိုးစမပေးရမှလဲဆိုတော့စမလို့ရနေပြီလွယ်လေးပဲနော်ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနေတဲ့သူတွေမှာဆိုလို့ရှိရင်တော့ပညာကိုရရှိသွားမှာတော့သိရတယ်ကဲဒီဘက်ချမ်းမှာရသွားပြီဆိုလို့ရှိရင်ကဲဥပမာကိုပစ္စည်းကိုဝယ်ယူလိုက်ပြီးပစ္စည်းကိုဝယ်ယူလိုက်ပြီးဆိုလို့ရှိရင်နော်ဒီက10ဆင့်20ဆင့်30ဆင့်4ဆင့်ဒီ4ဆင့်နဲ့မှာဆိုလို့ရှိရင်နော်အကြောင်းအရာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီ4ဆင့်မှာဆိုလို့ရှိရင်ဒါကတော့ခေါမွန်ကန်ဆယ်ခိုင်နော်ပစ္စည်းကိုဝယ်လိုက်ပြီးဆိုလို့ရှိရင်မပြောက်တတ်ပါဘူးဒီနေရာထဲမှာပဲရှိတယ်နော်ဒါပဝါကန်ဆန်ဆယ်ဒီညမှာဆိုရင်မဝယ်ရသေးဘူးဆိုတော့မရှိပါဘူးဒါကတော့ပဝါကန်ဆန်ဆယ်အတူပါပဲနော်နှိပ်ကြည့်ပါနှိပ်ပေးပါနော်ကိုယ့်ရဲ့ဖန်ထဲမှာဝင်ပြီးတော့ဒီလိုမျိုးလိုက်ကစားပေးပါနော်ဒါကိုသိရအောင်နော်ပြီးလို့ရှင်ကွန်မရှင်ဒီကွန်မရှင်မှာလည်းအတူပါပဲနော်မိတ်ဆွေတို့ကတကယ်ရသွားပြီဆိုလို့ရှင်တော့ဒီမှာဝင်ကြည့်လို့ရတယ်ပြီးလို့ရှင်ထုဆော့ခုနဆုံးပါဒီမှာနိုင်လိုက်ထုဆော့ခုနဆုံးပါကဒါသူပြတာပေးထားတယ်နော်ဒါနန်းဝါတနေဘာမှမရှိသေးပါဘူးနော်သူကအတိရှုပဲဝင်လာတယ်ဆိုတော့ဒါနော်ဒါတွေကသိကျင်တယ်ဆိုလို့ရှိရင်အသေးစိတ်နောက်မှာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်သိကြတယ်ပြီးလို့ရှိရင်တနေဤကလွယ်လေးပဲဤကကတော့ဘယ်လိုမျိုးလောက်ရမှာလဲဆိုတော့ကိုယ့်ရဲ့ဘယ်မှာ9ယောက်ညာမှာ9ယောက်နော်ဒီမှာပွင့်သွားပြီဒါက no လို့ရေးထားတယ်မရသေးဘူးဒါဒီလိုမျိုး9ယောက်ဒီနေရာထဲမှာရှိလာပြီဆိုလို့ရှိရင်တော့ yes ဒါအဲ့လိုမျိုးပြောပြပေးသားတာဖြစ်ပါတယ်ဒါလည်းအတူပါပဲ9ယောက်ဆိုလို့ရှိရင်ဒီမှာ yes ပွင့်သွားတယ်နော်5 equal မှာဆိုလို့ရှိရင်ဘယ်လိုလဲ5 equal မရသေးဘူးတနေဒါလည်းအတူပါပဲနော်သူချမှတ်ထားတဲ့အတိုင်းဒါဥပမာကိုက president ဖြစ်သွားပြီးကိုက equal executive equal တို့လိုချင်တယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းမှာဒါ equal တယောက်ညာမှာတယောက်ရှိရမယ်နော်ဒီနေရာထဲမှာဒါဒီမှာ yes နော်အဓိကကမိမိမှာ server ရတူ president ဖြစ်ရမယ်server သို့မဟုတ် go သို့မဟုတ် president ဖြစ်ရမယ်နော်ဒါအဲ့ဒါပါပဲလွယ်လေးပဲပြီးလို့ရှိရင်ခေါမွန်ကန်တင်ကမနိုင်နော်ဒီနေရာမှာ1 2 3 4ဒါအလွယ်ဆုံးကိုကြည့်တယ်ဆိုလို့ရှိရင်ဒီနေရာထဲမှာကိုနိုင်လာတာနဲ့ဒါအကြာကြီးပဲလိုက်ရှိရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကိုသာဒီဘက်ချမ်းမှာနိုင်လိုက်ပြီဆိုလို့ရှိရင်ဒါပြန်ဆွေးလို့ရတယ်ဒါသူ့မှာမရှိတဲ့အတွက်ကြောင့်ကြည့်လို့မရသေးပါဘူးเนาะ
အကယ်၍အဲ့ဒီလူတယောက်ကသူစာရွက်စာတမ်းတွေကိုပေးထားလို့ပြီးသွားပြီလားမပေးရသေးဘူးဆိုလို့ရှိရင်ဒီအနီရောင်လေးကိုပဲပေါ်လာတယ်နော်စာရွက်စာတမ်းပေးလို့ပြီးသွားပြီဆိုလို့ရှိရင်ပို့လို့ပြီးသွားပြီဆိုလို့ရှိရင်ဒီအစိမ်းရောင်ဒီလူမျိုးအစိမ်းရောင်ကိုပေါ်လာတာဖြစ်ပါတယ်နော်ဒါကြောင့်မပေးရတဲ့သူတွေမှာဆိုလို့ရှိရင်နော်ပို့ပေးပါနော်ကိုလို့မတတ်ဘူးဆိုလို့ရှိရင်ကိုရအားလိုက်တွေနဲ့မင်းမြန်းပါတိုင်ပြင်းပါနော်ဒါနောက်တစ်ခုကဒါအတူတူပဲဒါ likely ပါနော်ဒီတိုင်းမနေကြပါနဲ့ကိုက likely ပေးဒီအကြောင်းအရာကိုသိရှင်တယ်ကိုတတ်ရှင်တယ်ဆိုလို့ရှိရင်တော့ကိုအဲ့လိုမျိုးပဲလက်လို့ရမှာဖြစ်ပါတယ်အကယ်၍ဒီနေရာထဲမှာရောက်သွားပြီးကိုဖောင်ကိုဝင်ကြည့်လို့မတတ်တော့ဘူးဆိုလို့ကိုပြန်လို့မရတော့ဘူးလို့ဆိုရင်ဒါဒီမှာနာယီလေးကိုနှိပ်လိုက်မယ်တင်းဒါကိုဖန်ကိုပြန်ရောက်လာတယ်ဒီညီမကိုသူ့ပုတ်ပြောင်းပေးလိုက်မယ်ပုတ်ပြောင်းမယ်ဆိုလို့ရှိရင်တော့ဒီဓာတ်ပုံကိုနှိပ်လိုက်တင်းသူကဘေးပုံကိုလိုရှင်းလာတယ်သူမှပုံမပိုးနေရတဲ့အတွက်ကြောင့်ဒါဒီ common နဲ့ပဲကိုတင်ပေးလိုက်မယ်နော်ဒါ okay ခေါမောကြီးသွားတာလားဒါပုံကြီးသွားတယ်ဒါမှမဟုတ်ဒီကောင်နဲ့ပဲတင်လိုက်မယ်ဒါအကြီးကြီးလဲလုပ်လို့ရတယ်တီးတီးလည်းပြန်လို့ရတယ်ကိုရတော့အဲ့လိုမျိုးဒါရပါပြီဆိုလို့ရှိရင်ဓာတ်ပုံရိုက်ပြသွားလိုက်ဓာတ်ပုံရိုက်သွားလိုက်သူ့ကိုကိုကဘယ်လိုမျိုးရလဲကွန်ပျူတာနဲ့ဆိုတော့အဲ့လိုမျိုးတင်းရပါပြီဒါသူစီကိုပို့ပေးလိုက်ပြီပို့ပေးလိုက်ပြီဆိုလို့ရှိရင်သူ့ကို link တွေနဲ့ပြီးလို့ရှိရင်ဒါဒီလိုမျိုးခုနကဒီလိုမျိုး link ကိုသူ့ကိုပို့ပေးပါနော်သူဝင်လို့တအောင်သူဖန်သူရဲ့နာဝကိုသူတိသွားအောင်နော်ပို့ပေးပါလို့ကိုကတောင်းဆိုချင်ပါတယ်နော်ကဲကြည့်ရှုနေတဲ့မိတ်ဆွေများအားလုံးကိုဒါပညာရသွားမယ်လို့တော့ကိုယုံကြည်ပါတယ်နော်ဒါကြောင့်နောက်မသိသေးတဲ့သူတွေများစီးခဲ့မယ်ဆိုလို့ရှိရင်ကိုအသေးစိတ်နဲ့လာမေးမြန်းလို့ရပါတယ်နော်ကဲဗီဒီယိုလေးကိုကြည့်သွားပြီဆိုလို့ရှိရင်ဒါခေါင်းလောင်းလေးကိုနှိပ်ပေးပါနော် follower လေးကိုလှုပ်ထားပေးကြပါလို့ကိုကတိုက်တွန်းချင်ပါတယ်နော်အားလုံးကိုအဆင်ပြေပါစေ bye bye